Hello, Luna Letter Terra မှာပြန်လည်ကြိုဆိုပါရစေ။ဒီနေ့လုပ်ပေးထားတဲ့ reading လေးကကိုနောက်ထပ်ကြုံတွေ့ရမယ့် relationship ကဘယ်လိုမျိုးလဲဘယ်ချိန်မှာကြုံတွေ့ရမလဲဆိုတာကိုကြည့်ပေးထားရပေါ့နော်။အဲ့တော့ပြီးတော့တချို့ပေါ့နော် personal reading လေးတွေလိုချင်တဲ့သူတွေအတွက်ဆိုလို့ရှိရင်လည်းအဲ့ Telegram account လေးကိုလာပြီးတော့ဆက်သွယ်မြင်မြန်လို့ရရပေါ့နော်။အဲ့ TikTok account လေးကိုလည်းလာပြီးတော့မြင်မြန်လို့ရပါတယ်နော်။ဆိုတော့ကိုစိတ်ထဲမှာဆွဲဆောင်ဆုံးတစ်ခုကိုရွေးပြီးတော့ reading လေးကိုစာကြည့်လို့ရပါပြီရှင် Hello Pi 1ဒီ Pi 1လေးရဲ့ next relationship ကဘယ်လိုမျိုးလေးဖြစ်မလဲဆိုတော့အခု Pi 1လေးရဲ့ energy อ่ะပေါ့နော်ကိုက relationship တစ်ခုတည်းကနေဒါမှမဟုတ်ဆက်ဆံရေးတစ်ခုခုပေါ့နော်ဘယ်လိုမျိုးဟာမျိုးဘယ်လို connection တစ်ခုခုပေါ့ connection တစ်ခုခုကနေပြီးကိုကအခုမှလှည့်ထွက်လာတယ်ဒါပေမဲ့လေကိုနဲ့ next relationship သွားမယ်လူကခုတည်းကကိုကိုသိနေပြီးသားတချို့လူတွေတချို့တွက်ဆိုလို့ရှိရင်အခုတည်းကကိုကိုကြိုက်နေတဲ့သူမျိုးပေါ့နော်အဲ့လိုမျိုးဖြစ်လိမ့်မယ်။ तू ကဘယ်လိုလူမျိုးလဲဆိုတော့သူ့မှာပေါ့နော် site နှမျိုးရှိတယ်။ site နှမျိုးရှိရဆိုတာတစ်ဖက်မှာကိုမိကိုခြင်းနဲ့စိတ်ရှိရဲနောက်တစ်ဖက်ကမှကြတော့သူကိုယ်တိုင်အရာအားလုံးကိုဆုံးဖြတ်နိုင်တယ်စိတ်ထက်ခိုင်မာတဲ့သူအဲ့လိုမျိုးလေးပေါ့နော်ဘယ်လိုပြောရမလဲသူကကိုနဲ့တွေ့တဲ့အချိန်မှာကိုကို depend လုပ်ချင်တာမျိုးအဲ့လိုမျိုးလေးဖြစ်မယ်အဲ့တစ်ဖက်လူကကိုထက်ငယ်တာမျိုးလေးလည်းဖြစ်နိုင်တယ်ကိုဒါမှမဟုတ်ရင်တစ်ဖက်လူက air sign ဒါမှမဟုတ်ရင် fire sign ပေါ့နော်နှစ်မျိုးတည်းတစ်ခုဖြစ်နိုင်တယ်ဒါကတော့ general အရာပေါ့နော်အဲ့တော့ကိုနဲ့သူရဲ့ relationship ပုံစံဘယ်လိုမျိုးဖြစ်မလဲဆိုတော့ long term ကိုရည်ညွှန်းတဲ့မျှော်ကြည့်ရဲ့relationship ပုံစံမျိုးဖြစ်လိမ့်မယ်သူရောကိုရော marriage life ပေါ့နော်သူကိုမဟုတ်ရင်တော့မှ तू က marriage life တီမျှော်မှန်းတဲ့သူမျိုးဖြစ်လိမ့်မယ်အဓိကကတော့ကိုကသူနဲ့ဆိုရင်ပျော်ရွှင်ရလိမ့်မယ်ဘယ်ပြောရမလဲဟုံတောင်းနေတဲ့အချင်းမျိုးလည်းပိုင်ဆိုင်ရမယ်ခါလေးကြလို့ရှိရင်ရှင်းချက်တဲ့ပုံစံမျိုးတွေလည်းပိုင်ဆိုင်ရလိမ့်မယ်အဲ့လိုမျိုးလေးသွားလိမ့်မယ်ပေါ့နော်အဲ့တော့ကိုသူကကိုစီကိုလာနေပြီပေါ့နော်တကယ်တော့လာတော့မယ်အဲ့ relation ကိုကအဲ့လူနဲ့တွေ့ရဖို့တိတ်မလိုတော့ဘူးပေါ့နော်သူကကိုကိုလည်းပျော်အောင်ထားလိမ့်မယ်ပေါ့နော်ဒီမှာမြင်ရတာလေသူရောကိုရောကနေပြတ်သားတဲ့သူမျိုးဆုံးဖြတ်ချက်ခိုင်မာတဲ့သူမျိုးတစ်ခုခုဆိုလို့ရှိရင်ပေါ့နော်logical ကြားတဲ့ပုံစံမျိုးလေးတွေ့ရတယ်ပေါ့နော်နှစ်ယောက်လုံးကလေသူကကိုရှိမှာပေါ့နော်မမရက်တီပေးမဲ့လူမျိုးပေါ့နော်အဲ့လိုပုံစံမျိုးဖြစ်နိုင်တယ်ကိုနဲ့သူနဲ့နှစ်ယောက်တူရှိရင်ကိုပျော်နေရတဲ့ပုံစံမျိုးတချို့လက်ထပ်ဖို့ဒီရွေခြင်းနေဆိုလို့ရှိရင်လည်းဒီလူကတင့်တော်တယ်ပေါ့နော်သူကလည်းလက်ထပ်ဖို့ဒီကိုရွေမဲ့ပုံစံမျိုးဖြစ်လိမ့်မယ်ပေါ့နော်ဆိုတော့ကိုရဲ့ next relationship ထဲကလူကကိုတဲ့အသက်ငယ်ရမျိုးဖြစ်မယ်ကိုပျော်ရွှင်အောင်လုပ်ပေးနိုင်တဲ့သူမျိုးဖြစ်မယ် fire sign or air sign မျိုးတဲ့သူမျိုးဖြစ်နိုင်တယ်long term marriage life တွေတောင်းနိုင်တဲ့သူမျိုးဖြစ်လိမ့်မယ်ခုဆိုရင်ပြပြတသားနဲ့ဆုံးဖြတ်နိုင်တဲ့သူ logical ကြားတဲ့သူမျိုးဖြစ်လိမ့်မယ်စိတ်ထဲမှာအရှုပ်အရှင်းတွေတိတ်မထားဘဲနဲ့ရှင်းရှင်းလင်းလင်းပဲဆုံးဖြတ်မယ်ဆိုတဲ့ပုံစံမျိုးလေးဖြစ်လိမ့်မယ်ပြီးတော့ကိုစီကိုသူကလာနေပေါ့နော်တိတ်မကြဘူးအဲ့ relationship ကိုနဲ့ကြုံတွေ့ရလိမ့်မယ်ပေါ့နော်ဆိုတော့ basic message လေးကိုရလိမ့်မယ်လို့မျှော်လင့်ပါတယ် Hello Pi 2ဒီခဲတန်လေးကိုရေးချက်ထားတဲ့လူလေးတွေအတွက် reading လေးကကိုရဲ့ next relationship ကဘယ်လိုပုံစံမျိုးဖြစ်မလဲဆိုတော့အဲ့ relationship ကိုကြုံတွေ့ရဖို့ကပထမဆုံးကိုရဲ့ bad habits ဒါမှမဟုတ်ရင်ဆက်ဆံရေးတစ်ခုကိုဖြစ်သွားတဲ့အချိန်မှာပေါ့နော်ပြီးဆုံးသွားတဲ့အချိန်မှာတွေ့ရလိမ့်မယ်ကိုနဲ့တွေ့ရမယ့်လူကဘယ်လိုမျိုးလဲဆိုတော့သူကလေစိတ်ကူးရင်ဆန်နေပေါ့နော်သိရမလားဘယ်လိုပြောမလဲစကားရတဲ့ဟာလူမျိုးပေါ့နော်မင်းသားဒါမှမျိုးဒီဗီဒီယိုကြည့်နေတာမျိုးယောက်ျားလေးဆိုလို့ရှိရင်တော့ကိုနောက်ထပ်တွေ့မဲ့လူက
ဘယ်လိုစကားရဲမှာတွေ့ရရင်မင်းသမီးလိုမျိုးကိုနဲ့သူနဲ့ရဲ့ပုံစံပြောရမလဲကိုနဲ့သူနဲ့ပုံစံဆိုတော့သူ့ရဲ့ပုံစံပေါ့နော်တစ်ဖက်လူရဲ့ပုံစံလုံးဝစကားဟိတဲ့ဟာလိုမျိုးပေါ့နော်ပုံစံမျိုးစကားဟိတဲ့လိုမျိုးစိတ်ကူးရင်ဆန်ပြီးတော့လေကိုစီကိုကွာသူက love ပေးလိုက်မယ်ပထမဆုံးသူက love ပေးမယ်စိတ်လုံခြုံမှုရစေရကွာတလားကိုစိတ်လုံခြုံမှုပေးမယ်အဲ့လိုမျိုးလေးကွာသူ့ကိုမိခိုးလို့ရတယ်အားထားလို့ရတယ်အဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးကောင်းတဲ့ energy လေးရှိရသူ့မှာလေအဲ့တော့ကိုနဲ့သူနဲ့ကဘယ်လိုမျိုးချိန်မှာတွေ့ရနိုင်လဲဆိုတော့လေ3လပိုင်းမဟုတ်ရင်တော့မှနောက်3လနေပေါ့အဲ့လိုမျိုးလေးတွေ့ရနိုင်တယ်ဘယ်လိုချိန်မှာတွေ့ရမလဲဆိုတော့အများနဲ့တို့လေပူပေါင်းပြီးတော့လုပ်ရတဲ့အရာမျိုး project လုပ်ရတာမျိုးပါအဲ့လိုမျိုးတွေမှာအဲ့လိုချိန်မှာတွေ့ရဖို့များရပေါ့နော်ဒီမှာပေါ့နော် deck နှစ်ခုနဲ့ကြည့်ပေးထားရပေါ့နော် deck နှစ်ခုနဲ့ကြည့်ပေးထားတာကိုမှနှစ်ခုလုံးမှာ Six of Pentacles ကြားရပေါ့နော်အဲ့တော့ဒီ relationship ကလေအပေးယူမြတ်နဲ့သွားနိုင်လိမ့်မယ်ဒါမှမဟုတ်ရှင်လည်းအပေးယူမြတ်နဲ့သွားဖို့အတွက်ကိုပေါ့နော်အဲ့လိုမျိုး lesson တစ်ခုကို learn လုပ်ရတာမျိုးအဲ့လိုမျိုးဖြစ်နိုင်တယ်ပေါ့နော်ပြီးတော့တစ်ဖက်လူရဲ့ energy ကromantic guy ဖြစ်တယ် romantic ပေါ့နော် romantic ဖြစ်တယ်နောက်တစ်ခုကကိုယ်ကိုစိတ်လုံခြုံမှုပေးနိုင်တယ်နောက်တစ်ခုကနည်း possessive ဖြစ်တဲ့ပုံစံမျိုးလေးပေါ့နော်တလားpossessive လည်းဖြစ်တယ်လို့မျိုးကိုယ့်ရဲ့တစ်ဖက်လူကလေကိုယ့်နဲ့မဟုတ်ဘဲနဲ့လေအများကိုပါကောင်းပေးတတ်တဲ့လူမျိုးဖြစ်နိုင်တယ်တလားအဲ့တော့ခါကျတော့ကိုကအဲ့ဘိုင်းမှာအဲ့ဟာပေါ့နော်နည်းနည်း jealous ဖြစ်ရတာမျိုးဝင်တိုးရတာမျိုးလိုမျိုးလေးဖြစ်နိုင်နေပေါ့နော်ပြီးတော့တစ်ဖက်လူတောင်းမလို့ရှိရင်ကိုက skinship ကိုသဘောကျတဲ့လူမျိုးပေါ့နော်အဲ့လိုမျိုးလေးဖြစ်နိုင်တယ်ပေါ့အဲ့တော့တွဲလို့ရှိရင် skinship လေးအများကြီးလုပ်ဖြစ်မဲ့သူတွေလို့ထင်တယ်ပေါ့နော်ဒီ relationship ပုံစံလေး Taylor Swift ရဲ့ love story တွေကလိုမျိုးလေးအဲ့လိုမျိုးတခြင်းလေးကိုတွားပြီးတော့တတိယမိရေပေါ့နော်ဒီ relationship ပုံစံကိုကြည့်ရတာလေအဲ့တော့ခြုံငုံပြီးပြောလိုက်မယ်ဆိုလို့ရှိရင်ကိုနဲ့သူနဲ့ကကိုဘက်ကဒါမှမဟုတ်ရင်သူဘက်ကတခုခုပြီးဆုံးသွားတဲ့အချိန် relationship တခုဒါမှမဟုတ်ဆက်ဆံရေးတခုဒါမှမဟုတ်လို့ရှိရင်လည်းကိုရဲ့ mental state အခြေအနေတခုခုပေါ့နော်အဲ့ဟာက positive ဘက်ကိုရောက်သွားတဲ့အချိန်မှာကိုနဲ့သူနဲ့စပြီးတွေ့နိုင်မယ်ဘယ်လိုတွေ့မှာလဲဆိုတော့ project တခုလုံးနေတဲ့အချိန်မှာတို့အတူတူစုပေါင်းပြီးတော့လုပ်ရတဲ့အရာတွေမှာအဲ့ရနေမှာစတွေ့ရမှာဖြစ်နိုင်တယ်အဲ့တော့3လဒါမှမဟုတ်ရင်3ပတ်ဒါမှမဟုတ်လို့ရှိရင်3လပိုင်းထဲမှာတွေ့လို့ရှိရဲအပေးယူမျှနဲ့သွားရမယ်ဆိုတဲ့ lesson ကိုအဓိကသင်ယူရမယ် relationship ပုံစံလေးဖြစ်တယ်ပေါ့နော်ဆိုတော့ Pi 2လေးရေးပေးချင်တဲ့ message ကိုရလိုက်မယ်လို့မျှော်လင့်ပါတယ်နော် Hello Pi 3 Pi 3လေးရဲ့လက်ရှိ energy ကနေပြီးစကြည့်ပြထားရပါတော့ Pi 3လေးရဲ့လက်ရှိ energy ကကိုယ့်စိတ်ကလေမျိုးရွေးချယ်ရခက်နေရမျိုး indecisive ဖြစ်နေရမျိုးပြီးတော့ပင်ပန်းနွမ်းနေရမျိုးပေါ့နော်အဲ့လိုမျိုးစိတ်ထဲခန္ဓာကိုယ်ထက်စိတ်ကပိုပြီးတော့ပင်ပန်းနွမ်းနေရမျိုးတွေ့ရရပေါ့နော်အဲ့တော့ Pi 2လေးတွေအနေနဲ့ next relationship ကိုမပြောခင်ပေါ့နော်ပထမဆုံးအနေနဲ့ကိုယ့်ရဲ့အဲ့ဒီစိတ်ကိုအရင်ဆုံး healing လုပ်ဖို့လိုအပ်တယ်ပေါ့နော်ဒီမှာ healing လုပ်နိုင်သွားတယ်လို့တော့တွေ့ရတယ်ဒါပေမဲ့ Pi 2လေးတွေအနေနဲ့အဲ့အချိန်Pi 3လေးတွေအနေနဲ့အဲ့အချိန်တွေကိုမဆောင်မဲနဲ့ကိုကအရင်ဆုံး healing လုပ်ဖို့စပြီးတော့တွေးကြည့်ပေါ့နော်ကိုအတွက်မလိုအပ်တဲ့အရာတွေကိုသိပြီးတော့သူ့ထက်မကောင်းတဲ့အရာတွေပေါ့နော်အဲ့လိုအရာတွေကိုစိတ်အေးလက်အေးနဲ့သာထားခဲ့လိုက်ကွာရေးလက်ကိုလှုပ်ပြလိုက်ဖို့ပြောချင်ပါတယ်ပြီးတော့ဒီနောက်ပဲကိုယ့်ရဲ့ better version ပေါ့နော်ကိုယ့်ရဲ့ better version ကိုရအောင်လို့ကိုက change လုပ်ရမယ်တခါလေကြာရင်တချို့လူတွေနဲ့မတူနိုင်မျိုးလည်းရှိရပေါ့နော်တချို့လူတွေကလုံရင်းကိုင်းရင်းနဲ့ပဲပြောင်းသွားတာအလိုနေပေါ့နော်ပြောင်းသွားတာမျိုးရှိတယ်ဒါပေမဲ့ကိုကကြတော့ကိုစုပ်ကင်ထားတဲ့မလိုအပ်တဲ့အရာတွေကိုစုပ်ကင်ထားတဲ့အကျင့်ကို
ဖြောက်ရမယ်ပေါ့နော်ရေးထွက်ခွာသွားဖို့လိုအပ်တယ်အဲ့လိုမျိုးကိုနဲ့မသက်ဆိုင်တဲ့နေရာကိုအတွက်မဟုတ်တဲ့ကိုအတွက်မကောင်းတဲ့အရာတွေစီကနေလွတ်ချလိုက်တာမျိုးလုပ်ရမယ်ပေါ့နော်ရေးတကယ်လို့ကိုကအဲ့လိုမျိုးလုံးနိုင်သွားပြီဆိုလို့ရှိရင်ကိုယ့်ရဲ့ energy ကလုံးဝဘယင်မတစ်ယောက်လိုမျိုးပြားဘယင်မကြီးလိုမျိုးပေါ့နော်အဲ့လိုမျိုး energy မျိုးပြောင်းလဲသွားလိမ့်မယ်ပေါ့နော်ကိုပေါ့နော်အကုန်လုံးကဘယ်လိုပြောရမလဲကိုကအရင်တော့ကလှုပ်ပေးခဲ့ရတာမျိုးကိုကကြည့်ပဲပေးရတဲ့လူမျိုးဆိုလို့ရှိရင်အခုကိုကစင်မောကလူမျိုးဖြစ်သွားတယ်စင်မောကလူမျိုးဆိုတာဘယ်လိုပြောရမလဲကိုချစ်ပေးကြလိုက်မယ်ကိုလေးစားကြလိုက်မယ်ကိုရဲ့ energy ကိုသဘောကျလိုက်မယ်ကိုရဲ့ confidence ကိုသဘောကျကြလိုက်မယ်ပေါ့အဓိကကတော့ကိုရဲ့ confidence ကအရေးကြီးရပေါ့နော်အဲ့တော့ဒီလူတွေကကိုယုံကြည်မှုရှိအောင်လို့အရင်ဆုံးမြင့်တင်ပြီးတော့မှကိုယ့်ရဲ့စိတ်က ready ဖြစ်ပြီဆိုမှကိုယ့်ရဲ့ energy က ready ဖြစ်ပြီဆိုမှနောက်ထပ် relationship တစ်ခုကိုရလိမ့်မယ်ပေါ့နော်အဲ့တော့အဲ့ဒီ relationship ကကိုနောက်ထပ်ကြုံတွေ့မဲ့ relationship ကလူနှစ်ယောက်နဲ့ဆုံတွေ့ရတာမျိုးဖြစ်နိုင်တယ်ပေါ့နော်အတိတ်ကအရင်တော့ကိုနဲ့ပတ်သက်ခဲ့ဘူးတဲ့သူ X ဒါမှမဟုတ်လို့ရှိရင်လည်းကိုနဲ့အရင်တော့တည်ကျွမ်းခဲ့တဲ့သူမျိုးအဲ့လိုမျိုးနဲ့ကြုံတွေ့ရလိမ့်မယ်ဒီမှာလူနှစ်ယောက်ဆိုတဲ့နေရာမှာတော့မှလေအဓိကကတော့အတိတ်ကလူကိုပို့ပြီးတော့မြင်နေပေါ့နော်အရင်တော့ကတည်ကျွမ်းခဲ့တဲ့သူကိုနဲ့တည်ပြီးသားသူတဲကအဲ့လိုမျိုးလူနဲ့ next relationship ကလေအဲ့လိုလူမျိုးနဲ့ဖြစ်နိုင်လောက်တယ်ပေါ့နော်တကယ်လို့မှကိုကအဲ့လိုမျိုးမရှိခဲ့ဘူးဆိုလို့ရှိရင်လေနောက်ထပ်လာမဲ့လူရှိရပေါ့နော်ဒါပေမဲ့ကိုယ့်စီကိုနှစ်ယောက်လာမှမျိုးရှိရအဲ့တော့ကိုကအဲ့ဒီနှစ်ယောက်ရောက်လာပြီဆိုလို့ရှိရင်ဆုံးဖြတ်ချက်ကိုလေချက်ချင်းချလိုက်တာမျိုးမဟုတ်ဘဲနဲ့လေအချိန်ကိုတည်တည်ချာချာလေးယူပြီးတော့သူတို့နှစ်ယောက်အကြောင်းဒါမှမဟုတ်လို့ရှိရင်ကိုယ့်စီရောက်လာတဲ့တယောက်အကြောင်းကိုအရင်ဆုံးတေချာလေးစူးစမ်းလေ့လာပေါ့နော်စူးစမ်းလေ့လာဆိုတဲ့နေရာမှာလေသူ့အကြောင်းကိုယ့်အကြောင်းသိအောင်လို့အကြာကြီးအချိန်ယူတဲ့နယ်လို့ပြောတာပေါ့နော်အကြာကြီးမဟုတ်ရင်တော့မှကိုကတည်တဲ့ကိစ္စရဲ့အမှန်တမျှအကုန်သိထားပြီးကမှrelationship ကိုသွားဖို့ရွေးချယ်တာမျိုးကိုဆက်လုပ်စီခြင်းနေပေါ့နော်အစောကကိုယ့်စီကိုပေါ့နော်ကိုနဲ့တည်ကျွမ်းခဲ့ပြီးသားလူဒါမှမဟုတ်လို့ရှိရင်လည်းကိုယ့်ရဲ့ ex အဲ့လိုလိုမျိုးပေါ့နော်အဲ့လိုတွေ့မယ်လို့ပြောထားရတဲ့မှာသူတို့ရဲ့မဟုတ်ရင်တော့မှာပေါ့နော်နှစ်ယောက်စလုံးမဟုတ်ရင်တော့မှာတစ်ယောက်ကနည်းနည်းလေးစိတ်ကူးရင်ဆန်တဲ့သူမျိုးဖြစ်နိုင်တယ်ပြီးတော့တခါလေကြားလို့ရှိရင်ကိုလုတ်ပေးနေရမျိုးရှိရယ်ကိုဘယ်လိုပြောမလဲ service ပေးတာမျိုးပေါ့အဲ့လိုမျိုးလုတ်ပေးနေရင်နဲ့ကိုရှိမှပျော်ရွှင်နေရလို့ထင်ရပေမဲ့တကယ်တော့သူစီမှာစိတ်ပူပန်တာလေးပေါ့အတွေးလွန်တာလေးတွေလည်းရှိတတ်တဲ့လူမျိုးဖြစ်လိမ့်မယ်ပေါ့နော်ဘယ်လိုပဲဖြစ်ဖြစ်ကိုယ့်ရဲ့ next relationship ကကိုယ့်ကိုအရင်တော့ကိုကပေးခဲ့ရတဲ့သူမျိုးဆိုလို့ရှိရင်အခုကိုကအယူသမားဖြစ်သွားပြီပေါ့နော်ကိုချစ်တာမျိုးပြီးတော့အရင်တော့လူပြန်လာဆိုလို့ရှိရင်လေ तू ကအရင်တော့နဲ့မတူတော့ဘဲနဲ့ကွာအရင်တော့ပုံစံနဲ့မတူဘဲနဲ့ကိုချစ်ပေးတာမျိုးယူဆိုင်ပေးတာမျိုးကိုအလိုလိုက်တာမျိုးကိုဘယ်လိုပြောဘရင်မတယောက်လိုမျိုး soft လုပ်ပေးတာမျိုးအဲ့လိုမျိုးလေးတွေရှိလိမ့်မယ်ပေါ့နော်အဓိကကလေကိုရဲ့ energy ပြောင်းလဲသွားဖို့လိုအပ်တယ်ပေါ့နော်ဒီ 5-3 လေးတွေကလေကိုရဲ့ energy ပြောင်းလဲသွားပြီဆိုတာနဲ့ကိုရဲ့ energy လုံးဝ better version ဖြစ်သွားပြီဆိုတာနဲ့ကိုလာပြီးချင်းခတ်ကြမဲ့သူတွေကြီးပဲပေါ့နော်အရင်ကလူနဲ့ပြန်တွေ့မယ်ဆိုရင်တော့မှကွာ तू ကကိုအရင်လို treatment မျိုးပေးရမှာမဟုတ်ဘူးပို့ပြီးတော့ကောင်းတယ်ကိုနဲ့တကယ်ထိုက်တန်တဲ့ထိုက်တန်ကိုနဲ့ထိုက်တန်တဲ့ဆက်ခံဘယ်လိုပြောရမလဲဆက်ဆံခံရတာမျိုးပေါ့နော်အဲ့လိုမျိုးမြည်လုပ်ပေးလိုက်မယ်ပြီးတော့ဒီတစ်ခါကိုစီကိုရောက်လာမဲ့သူတွေအကုန်လုံးကပေါ့နော်ကိုပျော်ရွှင်အောင်လုပ်ပေးမဲ့သူမျိုးအဲ့လိုမျိုးဖြစ်မယ်ပေါ့နော်ကိုကလည်းဒီတစ်ခါတွဲလို့ရှိရင်ကိုတိုင်ရောသူရောနှစ်ယောက်စလုံးပျော်ရွှင်ရတဲ့ relationship ကိုပိုင်ဆိုင်ရလိုက်မယ်ပေါ့နော်အဲ့တော့ကိုကတည်ဟာလေး
ရွေးချယ်မှုလေးကိုလုတ်တင်နေပေါ့နော်တေချာအချင်းယူစဉ်းစားပြီးတော့မှသူနဲ့တွဲမယ်ဒါမှမဟုတ်လဲတယောက်တည်းပဲရှိဆက်မယ်ဒီဖိုင်လေးတွေရာလေတယောက်တည်းရှိဆက်လဲတောက်ပနေမယ်ဆိုတဲ့ energy မျိုးရှိရပေါ့နော်အဲ့တော့ကိုယ့်ရဲ့ဆုံးဖြတ်ချက်ပေါ်မှာပဲမူတည်ရပေါ့နော်အဲ့တော့ patient message လေးကိုရလိမ့်မယ်လို့မျှော်လင့်ပါတယ်နော်